ပုဒ်သီလဟာလွန်တန်မိုးရှိတယ်မြတ်စွာဘုရားမိန့်ကြားတဲ့စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်ဥပုဒ်သီလရဲ့တန်ဖိုးဟာ8ပါးသီလရဲ့တန်ဖိုးဟာအင်မတန်မှကြီးမားတယ်တဲ့ဘယ်လောက်ထိကြီးမားတယ်လဲလို့ဆိုရင်လူပြေတွေမကဘူးလူပြေနတ်ပြေကမ္ဘာလောကမှာရှိတဲ့စိန်ရွှေယေရနာတွေအဲ့ဒီယေရနာတွေကတပုံဥပုသ္တိလစောင့်သုံးတဲ့ကုသိုလ်16စိတ်စိတ်ပြီးတစ်စိတ်အဲ့ဒီတကဘာလုံးမှာရှိတဲ့ရွှေငွေစိန်ယေရနာတွေရဲ့တန်ဖိုးဟာဥပုသ္တိလ16ပုံတပုံစာလောက်တောင်တန်ကြေမရှိပါဘူးလို့မြတ်စွာဘုရားကဒီလိုသုံးသပ်ပြီးတော့ပြတယ်အဲ့တော့ဒီစကားဟာကြည့်မယ်ဆိုရင်ဘာကြောင့်ဒီလောက်တန်တယ်လို့ပြောရတာတုံးလို့ဆိုလို့ရှိရင်အဲ့ဒီစိန်ရွှေယရနာတွေကိုအသုံးပြုပြီးတော့နတ်ပြည်ဆိုတာမရောက်နိုင်ဘူးစိန်ရွှေယရနာတွေရှိုံနဲ့နတ်ပြည်ဆိုတာမရောက်နိုင်ဘူးနိဗ္ဗာန်ဆိုတာမရောက်နိုင်ဘူးလူချမ်းသာနတ်ချမ်းသာတွေဒါတွေမရနိုင်ဘူးဥပုသ္တိလစောင့်သုံးခြင်းအပြင်နိဗ္ဗာန်ချမ်းသာထိအောင်ရောက်နိုင်တယ်ဒါကြောင့်မို့တန်ဖိုးခြင်းကြွားချတယ်လို့ဒီလိုဆိုတာပေါ့ငွေကြေးတဏရဲ့တန်ဖိုးတွက်တဲ့အခါမှာလည်းအဲ့ဒီငွေပေးပြီးတော့ဝယ်တဲ့ရလာတဲ့ပစ္စည်းပေါ်မှာတန်ဖိုးဖြတ်ကြတာပဲလေတန်ဖိုးဖြတ်ကိုပေးလိုက်တဲ့ငွေကြေးအဲ့ဒီငွေကြေးကြောင့်ရလာတဲ့ပစ္စည်းဥစ္စာရဲ့တန်ကြေးဒီလိုဆုံးဖြတ်ကြအဲ့တော့ငွေကြေးတဏလို့ဥပုသ္တိလကိုငွေကြေးတဏသဘောထားပြီးတော့အဲ့ဒီဥပုသ္တိလကိုအသုံးချပြီးရယူလိုက်တဲ့ဟာနိဗ္ဗာန်ချမ်းသာဆိုတာလည်းရနိုင်တယ်နတ်ချမ်းသာဆိုတာလည်းရနိုင်တယ်အဲ့ဒါလောက်အစစ်မြင့်တဲ့နိဗ္ဗာန်ချမ်းသာနတ်ချမ်းသာထိအောင်ဒီဥပုသ္တိလဖြင့်ဝယ်ယူရရှိနိုင်တယ်ဆိုရင်ဥပုသ္တိလရဲ့တန်ကြေးဟာအလွန်ကြီးမားတယ်လို့ဒီလိုပြောတာနော်ခုနစိန်ရွှေရတနာတွေနဲ့နိဗ္ဗာန်ချမ်းသာကိုဝယ်လို့မရဘူးနတ်ချမ်းသာကိုဝယ်လို့မရဘူးလူချမ်းသာဝယ်လို့မရဒီလိုဆိုလိုတာပေါ့တာဝရိန္ဒနတ်ပြည်မှာတရားမင်းကြီးကဥပုသ္တိလနဲ့ပတ်သက်ပြီးတော့နတ်တပည့်အစည်းအဝေးမှာမိန့်ခွန်းပြောတယ်ငါလိုတရားဖြစ်ချင်ကြရင်တဲ့ဥပုသ္တိလစောင့်သုံးကြလို့သူကဒီလိုပြောတော့မြတ်စွာဘုရားကဝေဖန်ထောက်ပြတယ်တရားမင်းကြီးပြောတဲ့စကားဟာမပြည့်စုံဘူးတဲ့မပြည့်စုံဘူးလုံးဝမှန်ကန်တဲ့စကားမျိုးအထိမရောက်ဘူးတဲ့တကယ်ပြောတဲ့ပုဂ္ဂိုလ်ဟာတရားမင်းကငါစည်းစိမ်တရားစည်းစိမ်ရကျင်တယ်ဆိုလို့ရကျင်တဲ့ပုဂ္ဂိုလ်ကဥပုသ်ဆောင်ဆိုတာမပြည့်စုံဘူးလို့ဘာကြောင့်ပြောရတာလဲဆိုဥပုသ္တိလဖြင့်တရားတဲ့အစစ်မြင့်တဲ့ယာမာတို့တုတ်တိတာတို့နေမာနရတိတို့ပရဏိဝိဒဝတ္တဝတိလို့ဆိုရယ်နတ်ပြည်တွေရှိသေးတာအဲ့ဒီနတ်ပြည်တွေကိုပါရောက်နိုင်တာဖြစ်သောကြောင့်တရားစည်းစိမ်ဆိုတာဘလောက်မှအဲ့ဒီအထက်နတ်တွေနဲ့ရှင်လိုက်လို့ရှင်ပြောပလောက်တာမဟုတ်ဘူးနောက်ဆုံးမှနိဗ္ဗာန်ချမ်းသာနဲ့နိုင်ရှင်ကြည့်လိုက်မယ်ဆိုရင်ပြောပလောက်တဲ့အရာမဟုတ်လို့တရားမင်းပြောတဲ့စကားဟာမပြည့်စုံဘူးအဲ့တော့တကယ်ပြောတဲ့ပုဂ္ဂိုလ်ကတော့ယဟန္တာပုဂ္ဂိုလ်ကပြောရမှာတဲ့ငါလိုယဟန္တာဖြစ်ခြင်းရာဂတွေကုန်စေခြင်းဒေါသတွေကုန်စေခြင်းမောဟတွေကုန်စေခြင်းတန်တရားဝဆင်းရဲကလွတ်ကင်းကြလို့ရှင်ဥပုသ္တိလစောင့်သုံးကြပါလို့ယဟန္တာပုဂ္ဂိုလ်ပြောမှပြည့်စုံတဲ့စကားဖြစ်နိုင်တယ်လို့အဲ့ဒီလိုမြတ်စွာဘုရားကဥပုသ္တိလနဲ့ပတ်သက်ပြီးဟောတာတွေဟာအလွန်အားကျစရာကောင်းတာပေါ့တို့စောင့်နေတဲ့ဥပုသ္တိလလေးကိုချိုးချိုးနှိမ့်နှိမ့်ဒီလိုပြောစရာမရှိဘူးပေါ့အေးဒီကနေ့ခေတ်မှာဥပုသ္တိလတွေပြည့်ပြည့်ဝဝစောင့်တဲ့ပုဂ္ဂိုလ်ရှိသလိုလျှော့ဈေးနဲ့စောင့်တာတွေကလည်းပဲပေါ်လာကြတယ်နော်ဈေးလျှော့တာတော့ဒီအကျင့်ပါသွားတာနဲ့တူရတယ်လျှော့ဈေးနဲ့မှရောင်းကောင်းမယ်ဆိုပြီးတော့ဈေးလျှော့ကြတာရှိတယ်ဘုန်းကြီးတို့သီရိလင်္ကာနိုင်ငံမှာနေတော့ကသီရိလင်္ကာနိုင်ငံမှာဥပုသ်နေ့ဟာလာပြီနေ့တစ်ခုတည်းပဲရှိတော့တယ်တလ၄သတင်းမဟုတ်တော့ဘူးသူတို့ကပိုရဒေးလို့ခေါ်တယ်ပိုရဒေးဆိုတာလာပြီနေ့လို့ဒီလိုဆိုအဲ့ဒီလာပြီနေ့ကြလို့ရှိရင်သီရိလင်္ကာရှိတဲ့ဗုဒ္ဓဘာသာတွေဟာဘုန်းကြီးကျောင်းတွေကိုသွားပြီးတော့ဥပုသ်ဆောင်ကြတယ်သူတို့ရဲ့လှုပ်ထုံးလုံနည်းနေရတော့ဘုန်းကြီးကျောင်းသွားတော့မယ်ဆိုရင်ပိတ်ဖြူဝတ်လာဘု
ဖိုးသူတော်မဲသူတော်မျိုးပေါ့နော်ပိတ်ဖူဝတ်လာအမျိုးသားရောအမျိုးသမီးရောအကုန်လုံးပိတ်ဖြူဝတ်လာပိတ်ဖြူဝတ်ပြီးတော့မနေ့စောစောဘုန်းကြီးကျောင်းသွားပြီးတော့အဲ့ဒီမှာတနေကုန်နေကြပြီးတော့ညနေကြတော့ဥပုပ်ကလေးချပြီးအိမ်ပြန်ကြတယ်အဲ့တော့တနေမကုန်တဲ့ဥပုပ်ပေါ့နော်ဟိုဘက်မကူဟန်တော့ကြတာပဲအိမ်ပြန်ရောက်တဲ့အခါကျောင်းကတင်ပဲ၅ပါးသီလဆောက်တည်ပြီးတော့ပြန်သွားတော့အိမ်ကြတော့စားလို့ရသွားအဲ့တော့အခုလိုတပတ်လည်အောင်စောင့်တာမျိုးမဟုတ်တော့ပဲနဲ့တိရိလင်္ကာနိုင်ငံမှာတော့လာပြီးနေသာစောင့်တယ်သို့တော့ညနေကြတော့အိမ်ပြန်အိတ်တယ်အိမ်ပြန်ကနေမှ၈ပါးကိုချပြီးတော့၅ပါးနဲ့ပြန်ကြတယ်ဒါကလျှော့ဈေးနဲ့စောင့်တဲ့ဥပုပ်တွေနော်အဲ့ဒါလိုဖြစ်လာတယ်အဲ့တော့ဥပုပ်သီလဆိုတာခုခေတ်မှစောင့်တာမဟုတ်ဘူးသူတော်စင်နေရှေးခေတ်ကလေးကသူတော်ကောင်းတွေစောင့်ရှောက်လေးရှိကြတဲ့ဥပုပ်စောင့်တဲ့အခါမှာတော့ရွယ်ချက်အမျိုးမျိုးရှိတယ်ရွယ်ချက်အမျိုးမျိုးနဲ့စောင့်ကြတာဘုရားလောင်းတော်တွေပါရမီဖြည့်စဉ်အခါမှာလည်းဥပုပ်သီလကိုစောင့်ကြတယ်အဲ့ဒီဥပုပ်သီလနဲ့ပတ်သက်ပြီးစောင့်သုံးကြပုံနဲ့မှတ်တမ်းတင်ထားတဲ့50ဇတ်ထဲမှာမှတ်တမ်းတင်စရာဇတ်တစ်ပုဒ်ရှိတယ်ဥပုပ်တဲ့5ဦးအကြောင်းကိုဖော်ပြထားတာလေဘာကြောင့်ဥပုပ်ဆောင်နေဆိုတဲ့ဥပုပ်တဲ့ရဲ့ရည်ရွယ်ချက်ဥပုပ်ဆောင်သူတို့ရဲ့ရည်ရွယ်ချက်လေးဟာအမှန်တမ်းမှတ်သားစရာကောင်းတယ်ပေါ့တို့တွေဥပုပ်ဆောင်တာဟာဥပုပ်နေကြလို့ဆောင်တာလားသို့မဟုတ်ဘာရည်ရွယ်ချက်ရှိသေးတယ်လဲနိဗ္ဗာန်လိုချင်လို့ဆောင်တာလားနတ်ပြည်လိုချင်လို့ဆောင်တာလားတခုခုဥပုပ်ရဲ့အကျိုးကျေးဇူးကိုဆင်ញင်သုံးသပ်ပြီးတော့မှဥပုပ်ဆောင်တာပို့ပြီးတော့အနှစ်သာရဘက်ကိုပိုရောက်သွားစေနိုင်တာပေါ့အဲ့တော့အဲ့ဒီပိစုပောတတိကဇတ်မှာဥပုပ်တဲ့5ဦးအကြောင်းမှတ်တမ်းတင်ထားတာလေးရှိတယ်သို့တော့အဲ့ဒီဥပုပ်တဲ့တွေထဲမှာလူသားဥပုပ်တဲ့တွေမဟုတ်ဘဲနဲ့နော်တရိစ္ဆာန်ဥပုပ်တဲ့တွေပါနေတယ်ပေါ့အဲ့ဒီတရိစ္ဆာန်ဥပုပ်တဲ့တွေကြတော့တချို့လူတွေက950တဲ့ပါတဲ့စာကြောင်းလေးတွေကိုပုံပြင်လို့ဒီလိုမှတ်ကြတယ်ပေါ့ပုံပြင်လို့မှတ်ကြတယ်သို့တော်လဲမြတ်စွာဘုရားကအတိတ်ဘဝကတကယ်လှုပ်လာခဲ့တဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတော်စင်သူတော်မြတ်တွေရဲ့လှုပ်ထုံးလုံနည်းကျင့်သုံးလိုက်နာပုံကိုမြတ်စွာဘုရားရှင်းပြီးတော့ဟောပြတာသာဖြစ်တယ်ပေါ့တရိစ္ဆာန်ကဒီလိုအသိရှိသလားလို့တချို့လည်းပဲယုံကြည်မှယုံကြမှာပေါ့သို့တော့တရိစ္ဆာန်တွေမှာအသိရှိတယ်ဆိုတာတော့အမှန်တမ်းထင်ရှားပါတယ်အမှန်တမ်းထင်ရှားတယ်ဒီအထူးသဖြင့်လူတွေနဲ့အလွန်ရင်းနှီးတဲ့တရိစ္ဆာန်တွေထဲမှာခွေးတွေရဲ့လိမ္မာမှုဟာတခါတလေလူတွေတဲ့တောင်စွမ်းဆောင်မှုတွေသားနေတာတွေရှိတယ်ပေါ့နော်ခွေးတွေရဲ့စွမ်းဆောင်မှုကြောင့်လူတွေဟာခွေးတွေကို training ပေးပြီးတော့ဒီလောကမှာလူတွေမလုံနိုင်တဲ့အလုပ်တွေကိုလုပ်ခိုင်းနေတာတွေတောင်ရှိနေတော့သူတို့ဟာစွမ်းဆောင်မှုရှိနိုင်တယ်ဒီမလုံဘူးမဖြစ်ဘူးဆိုတာပြောလို့မရဘူးတရိစ္ဆာန်တွေမှာလည်းသူတို့အသိတွေရှိတယ်ဆိုတာဟာထင်ရှားတယ်ပေါ့အဲ့ဒါကြောင့်မို့အခု950ထဲမှာပါတဲ့950ဇတ်တွေထဲမှာပါတဲ့တရိစ္ဆာန်တွေဟာဥပုပ်ဆောင်နေဆိုတာဟာအံ့ဩဖွယ်ရာတစ်ခုတော့ထူးထူးခြားခြားမဟုတ်ဘူးတဘာဝသူတို့ရဲ့စိတ်နေစိတ်ထားတဘာဝရဲ့အလေးအထားအရာသူတို့မှလည်းဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့ဒါဟာအလားတူတဲ့သဘောတရားပေါ့သူတို့ဥပုပ်ဆောင်တယ်ဆိုတာကြောင်းသွားပြီးဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဒီလိုဆိုတဲ့ဥပုပ်မျိုးတော့မဟုတ်ဘူးပေါ့7ပါးသီလကိုပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာရိယာမိလို့အခုလိုပြည့်ပြည့်စုံစုံပြောတဲ့ဥပုပ်မျိုးတော့မဟုတ်ဘူးဒီကနေ့ခေတ်ဘုရားဘာသာဝင်တွေစောင့်တဲ့ဥပုပ်ဟာမြတ်စွာဘုရားပွင့်လာသည့်အတွက်ကြောင့်အလွန်ပြည့်စုံတဲ့ဥပုပ်နော်တကယ်ကိုအစစ်မြင့်တဲ့ဥပုပ်လို့ပြောသို့တော့အစစ်မမြင့်တဲ့ဥပုပ်မျိုးတွေလည်းကိုချင်းတရားလေးတစ်ခုနဲ့နေထိုင်လို့ရှိရင်လည်းဥပုပ်လို့ခေါ်နိုင်တယ်ဆိုတာဟာဒီဇတ်လမ်းအရာမှတ်တမ်းတင်ထားလို့ရတာပေါ့ဥပုပ်ဆိုဒီမှာကောင်းမြတ်တဲ့အကျင့်ကလေးတစ်ခုနဲ့နေထိုင်လို့ရှိရင်လည်းဥပုပ်လို့ဒီလိုပြောရမှာဖြစ်တယ်ပေါ့ရသော်ဘုရားပွင့်လာလို့
ရှစ်ပါးသီလနဲ့ပြည့်ပြည့်စုံစုံကျင့်သုံးနေထိုင်တဲ့ဥပုပ်ကြတော့အဆင့်မြင့်ဆုံးသီလဥပုပ်လို့ဒီလိုပြောရမှာအခုဘုန်းကြီးတို့တွေအလွန်ကံကောင်းကြသည့်အတွက်ကြောင့်အဆင့်အမြင့်ဆုံးဥပုပ်ကိုစောင့်ဝင်ရကြတာဖះမပွင့်တဲ့အချိန်ဆိုလို့ရှိရင်အခုလို့အဆင့်မြင့်ဆုံးဥပုပ်မဟုတ်ဘူးဒါမှဥပုပ်ကလေးတွေသာစောင့်ဝင်ရကြတယ်လို့ဒီလိုပြောရမှာပေါ့အေးပင်စုပောတတိကစပင်စဆိုတာငါဥပောတတိကဆိုတာဥပုပ်တဲ့ငါဥတို့ရဲ့အကြောင်းအဲ့ဒါကိုမှတ်တမ်းတင်ထားတာလေးကိုဒီကနေ့ကြည့်မယ်ဆိုရင်ဥပုပ်ဘာကြောင့်စောင့်ကြတယ်ဆိုတဲ့အဓိပ္ပာယ်လေးဟာပေါ်လွင်ထင်ရှားလာမှာဖြစ်တယ်ပေါ့အဲ့ဒီထဲမှာအခုဗဒ္ဓကဘာမှာပဲဂေါတမဗုဒ္ဓရဲ့အလောင်း200ဟာလူဘဝရောက်လို့နောက်ဆုံးမှာလူလောကကိုရှောင်ရှားလို့ယသိသူတော်စင်ဖြစ်ဟိမောတာတောင်ချေမှာတရားဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်တော့ဇံအဘိညာဉ်တွေရပြီးတော့တောရကျောင်းတစ်ခုမှာနေတဲ့ဘဝလေးပေါ့သို့တော့ယသိကျောင်းလေးမှာနေထိုင်တဲ့အချိန်မှာသူဟာအလွန်အဆင့်မြင့်တဲ့အမျိုးကမွေးဖွားလာတာဖြစ်သောကြောင့်ဇာတိမန်အလွန်ကြီးတယ်ဘယ်သူကိုမှလူချင်းတောင်ဘယ်သူကိုမှလူမထင်တဲ့ပုဂ္ဂိုလ်မျိုးဇတ်မြင့်တဲ့ပုဂ္ဂိုလ်ဖြစ်လာသည့်အတွက်ကြောင့်ဇာတိမန်အလွန်ကြီးမားတယ်သူကိုယ်သူအဆင့်မြင့်တယ်ဆိုပြီးသူနဲ့ဓာန်တူပုဂ္ဂိုလ်မရှိဘူးလို့မာမနာကြီးတစ်ခွဲသားဝင်နေတယ်ယသိဘဝရောက်တော့လဲအဲ့ဒီမာမနာကိုသူမချဘူးသူ့ရဲ့သင်္ကန်းကျောင်းမှာသူတရားဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်နေတော့လဲသူ့ရဲ့မျိုးရိုးဇာတိနဲ့ပတ်သက်လာလို့ရှင်လုံးဝအထိမခံတဲ့အနေအထားမျိုးသူရှိတယ်ပေါ့အဲ့ဒါလို့ဘုရားလောင်းယသိဟာသင်္ကန်းကျောင်းမှာနေထိုင်ရင်သူ့ရဲ့မေတ္တာစွမ်းအားကြောင့်သူနေတဲ့အနီးအနားမှာဒီတောထဲကတရားဝါတွေလို့ဆိုရမယ်တောထဲကတရားဝါတွေသူနေတဲ့ယသိသတင်းသုံးနေထိုင်တဲ့နားကဝါယုံပေါ်မှာခိုးဇနီးမောင်နှံရှိတယ်သို့တော့အဲ့ဒီဇလန်းထဲမှာခိုးဆိုတဲ့တတ္တဝါဟာခဏမှတစ်ပင်ပေါ်မှာနေတာမရှိဘူးနော်မြန်မာပြည်မှာရှိတဲ့ခိုးတွေဟာဖျားပေါ်ရင်လည်းဖြစ်မယ်ကြောင်းပေါ်ရင်လည်းဖြစ်မယ်ဂျပန်နိုင်ငံသွားတော့ခိုးတွေတွေ့တော့လည်းပဲဖျားတို့ကြောင်းတို့အဆောက်အဦတွေပေါ်မှာပဲနေတာများတယ်ခဏခေတ်တစ်ပင်ပေါ်နေတဲ့ခိုးဆိုတာဘုန်းကြီးတော့မမြင်ဘူးသေးဘူးဂျာမနီနိုင်ငံရောက်တဲ့အခါမှာလဲကိုတဲတဲ့အိမ်သားမှာပတ်ဝန်းကျင်ကြည့်လိုက်တော့အိမ်အမိုးတွေပေါ်မှာခိုးတွေရှိတယ်ခိုးတွေတွေ့နေရအဲ့ဒါလို့အေးတဲ့နိုင်ငံတွေမှာလည်းပဲခိုးတွေဟာအိမ်အမိုးပေါ်မှာပဲနေကြတယ်မြန်မာနိုင်ငံမှာသာအိမ်အမိုးတွေပေါ်မှာနေတာမဟုတ်ဘူးဒီပြင်နိုင်ငံတွေမှာလည်းအိမ်အမိုးတွေပေါ်မှာနေတယ်သို့တော့ဒါကလူနဲ့နီးစပ်တဲ့ခိုးတွေကိုသာကိုယ်အသိတာတောထဲမှာခိုးရိုင်းနေကြတော့နားเสียသူတို့မှအိမ်ဆိုတာလူတွေနေတဲ့အိမ်မရှိသည့်အတွက်ကြောင့်တစ်ပင်ပေါ်မှာနေကြတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒီယသိရဲ့အကြောင်းလေးကလည်းနေလောက်အောင်အမိုးကဆောက်ဦးကကြီးတာမဟုတ်သည့်အတွက်ကြောင့်အဲ့ဒီယသိသင်္ကန်းကျောင်းလေးရဲ့အနီးနားမှာဝါယုံကြီးတစ်ခုရှိတယ်အဲ့ဒီဝါယုံကြီးပေါ်မှာခိုးဇနီးမောင်နှံခိုးနှကောင်အဲ့ဒီမှာနေတယ်လို့ဒီလိုပြောတယ်အဲ့ဒါလိုပဲအနီးနားကတောင်ပေါ်ထဲမှာလည်းပဲမွေးဟောက်ကြီးတစ်ကောင်ကအဲ့တောင်ပေါ်ထဲမှာနေတယ်တခါခြုံတချုံအောက်မှာဝက်ဝံတစ်ကောင်လည်းရှိတယ်နောက်ခြုံတချုံအောက်မှာတော့မြေခွေးတစ်ကောင်နေတယ်ရသိလေးရဲ့သင်္ကန်းကျောင်းဘုရားလောင်းရသိရဲ့သင်္ကန်းကျောင်းအနီးမှာအခုလိုတိရစ္ဆာန်၄မျိုးဟာအနီးပါးမှာနေကြထိုင်ကြတာရှိတယ်တဲ့အဲ့ဒါလို့နေရင်ထိုင်ရင်ကနေတနေ့ကျတော့အစာရှာမသွားကြပဲနဲ့ခိုးကလည်းပဲဘုရားလောင်းသင်္ကန်းကျောင်းအနီးနားမှာပြန်ချလို့ခိုးတကောင်ကကြံမှိုင်ပြီးတော့တကောင်နဲ့လာနေတာကိုတွေ့ရတယ်မွေကြီးတကောင်ကလည်းအစာရှာမထွက်တော့ပဲနဲ့အဲ့ဒီအချိန်မှာငြိမ်ငြိမ်ဝဝနဲ့ခွ
ခွေပြီးတော့ခေါင်းလေးချပြီးတော့နေတာဘုရားလောင်းရသိအနိနာမှာလာခွေနေတာကိုတွေ့ရတယ်မြေခွေးတစ်ကောင်ဟာလည်းပဲခါတိုင်းလိုရောက်ရက်ခတ်ပြီးအစာလိုက်ရှာပြီးတော့မနေပဲနဲ့ဒီကနေ့မှာအဲ့သင်္ကန်းကျောင်းမှာငြိမ်ငြိမ်လေးလာပြီးတော့ဝတ်နေတာတွေ့ရတယ်ဝက်ဝံတစ်ကောင်ဟာလည်းပဲထို့တူပဲဘသူကမှအန္တရာယ်မပြုဘဲနဲ့အဲ့ဒီနားမှာလာပြီးတော့ဝတ်နေတာကိုတွေ့ရတယ်အဲ့ဒီအချိန်လေးမှာဘုရားလောင်းကသူကဒီတရားဝါလေးတွေနဲ့ယင်ပါပြီးတော့တွေ့နေကြဖြစ်သည့်အတွက်ကြောင့်တရားဝါလေးတွေနဲ့ယင်ပါနေတယ်ယင်ပါနေတော့ခါတိုင်းအစာရှာသွားကြရဲ့တန်းနဲ့ဒီကနေ့မှာတော့ဘာဖြစ်လို့အစာရှာမသွားကြတာလဲဆိုတဲ့သူကောင်းအတွေးမှာကြည့်ပြီးခိုကလေးကိုမေးကြည့်တယ်တဲ့ဘုရားလောင်းကခိုလေးကိုပထမဆုံးစပြီးတော့မေးတာနော်အေးခိုကလေးဟာထူးထူးဆန်းဆန်းခါတိုင်းဆိုရင်ဒီအချိန်မှာဒီနာမရှိဘူးပြန်တန်းပြီးတော့အစာရှာပြီးတော့အစာစားနေတဲ့အချိန်ဖြစ်တယ်အခုဒီနေ့ကျတော့ငြိမ်သားကောင်းလာကြည်လားငြိမ်ပြီးတော့အဲ့ဒီမှာသုံးလိုက်တဲ့စကားလုံးကတော့ဘာဖြစ်လို့မင်းဒီနေ့ဥပုသ်ဆောင်တာလဲဘာဖြစ်လို့ငြိမ်နေတာလဲလို့ပြောတာနော်အစာရှာမသွားဘဲနဲ့အစာမစားဘဲနဲ့ဘာဖြစ်လို့ဒီကနေ့ဥပုသ်ဆောင်နေရတာလဲလို့ဆိုတော့အဲ့ဒီခိုကဘုရားလောင်းကိုပြောတယ်ဒါကတခါတရံကြတော့တိရစ္ဆာန်တွေကလူစကားပြောတတ်သလားလို့950ဆက်တဲ့ဖတ်တဲ့ပုဂ္ဂိုလ်တွေကတွေးကောင်းတွေးမိလိမ့်မယ်သို့တော်လဲဘုရားလောင်းနေရဲ့သူပြောလို့တဲ့သူတို့အမူအရာကြည့်ပြီးတော့သူတို့ပြောလို့တဲ့စကားကိုတရုပ်ဖော်ပြီးတော့ပြောတာလည်းဖြစ်နိုင်တယ်သို့မဟုတ်သူတို့အတန်ကိုကြည့်ပြီးတော့အတန်နားလေတာမျိုးတွေလည်းရှိတယ်ဗေမိတာရမင်းကြီးဆိုလို့ရှိရင်တိရစ္ဆာန်တွေရဲ့အတန်ကိုနားလေတဲ့အတတ်ပညာရှိတယ်အဲ့ဒါလိုပဲဘုရားလောင်းနေဟာတရားဝါတွေရဲ့အတန်အမူအရာကိုကြည့်ပြီးတော့အဓိပ္ပာယ်ပုံဖော်တာလည်းဖြစ်နိုင်တယ်ပေါ့တကယ်တော့လူတွေပြောသလိုခု950ဇာတ်ထဲမှာမှတ်တမ်းတင်ထားသလိုသင်္ကာလောဂါထမဟာမြေခွေးကဂါထာရွတ်ပြီးတော့ပြောတယ်ဆိုတာဘယ်မြေခွေးကဂါထာရွတ်နိုင်မလဲသို့တော့ဒီအဓိပ္ပာယ်မျိုးပြောတယ်လို့ပဲယူရမှာဖြစ်တယ်ပေါ့နှစ်မကြာခင်တုန်းကရွှေကျဲရဲ့မှာရွှေကျဲရဲ့ဘက်မှာကြောင်ကလူစကားပြောတယ်ဆိုပြီးတော့သတင်းကြည့်လိုက်သေးတယ်နော်သတင်းကြည့်လိုက်တော့သွားကြည့်ကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အတန်သွင်းယူတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီကြောင်ကိုမွေးထားတဲ့လူကမင်းနာမည်ဘယ်သူတုံးလို့ဆိုတော့ကြောင်ကអော်လိုက်တာရန်အောင်လို့អော်တယ်အဲ့ဒါနဲ့လူစကားပြောတယ်ဆိုပြီးတော့တော်တော်လေးလူတွေကသွားကြလာကြတွေဖြစ်တယ်ပေါ့ကြောင်ကတော့ညောင်လို့ပဲអော်လိုက်တာနဲ့တူပါတယ်ဒါပေမဲ့ကြားတဲ့လူကရန်အောင်ဆိုဩကြောင်နာမည်ကရန်အောင်ကိုလို့ဆိုပြီးတော့လူစကားပြောတယ်ဆိုပြီးတော့လူတွေသွားကြတယ်အဲ့ဒါမျိုးတော့ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်အခုလဲခိုလေးဟာငြိမ်ငြိမ်စိမ့်စိမ့်နေတဲ့အခါကျတော့မင်းဒီနေ့ငြိမ်သားကောင်းလာကြည်လားဘာဖြစ်လို့မင်းဥပုသ်ဆောင်တာတော့ဆိုတော့ခိုလေးကသူ့ရဲ့ကြေကွဲဝမ်းနေပွဲရာအကြောင်းလေးကိုပြောပြပြီးဘယ်လိုပြောပြတော့ဆိုတော့သူဟာအဲ့နဲ့မို့တော့အလင်းရောက်တဲ့အခါသူ့ရဲ့ဒီအတူတကွနေပေါ်ဇနီးခိုနဲ့နှစ်ဦးသားအစာရှာထွက်ကြတယ်တဲ့အဲ့ဒါလို့အစာရှာထွက်တဲ့အခါမှာကောင်းကင်ကဝဲနေတဲ့သိမ့်ငယ်ကြီးတစ်ကောင်ကခိုးမလေးကိုဖမ်းယူပြီးတော့သတ်စားလိုက်တယ်အဲ့ဒီမှာသူလဲထိတ်ထိတ်ပြပြဖြစ်ပြီးတော့စိတ်သောကတွေရောက်ပြီစိတ်သောကတွေရောက်ပြီသူ့ရဲ့ခိုးမလေးသေဆုံးသွားတဲ့အပေါ်မှာယူကျုံမရဖြစ်လာအဲ့ဒီယူကျုံမရဖြစ်သည့်အတွက်ကြောင့်သူဟာသူနဲ့ကြွေကွင်းရတယ်ကြွေကွင်းရတဲ့ဒီတောကကိုမထိန်နိုင်တဲ့အခါခံစားရတော့သူ့စိတ်ထဲမှာဘလို့ထင်တော့ဆိုရင်အော်ငါတွေ့တာမှုတွေလာလို့ရှိရင်ငါအခုလို့စိတ်ဆင်းရဲရမှာပဲသူ့ပေါ်မှာတွေ့တာလို့ငါစိတ်ဆင်းရတာဒါကြောင့်မို့လို့ရာဂောမမမာပုဏ္ဏရာဂမိခုလို့တွေ့တာတဲ့စိတ်တွေငါထပ်မဖြစ်ပါစေနဲ့တွေ့တာတဲ့စိတ်တွေကိုထိမ့်ဖို့ဆိုပြီးတော့အဲ့ဓာတွေကိုကြိတ်မိတ်ပြီးထိမ့်တဲ့အနေနဲ့သူဥပုသ်လာဆောင်တာပါလို့ဟောသူ့ရဲ့ရည်ရွယ်ချက်လေးက
အမြဲတမ်းကောင်းတယ်ရာဂဆိုတဲ့တွေ့တာမှုတတ်မဲ့မှုကြောင့်သူအခုလိုတန်ရောစဉ်ဖြစ်နေလို့သာတောကဖြစ်ရတာအကယ်၍တန်ရောစဉ်မရှိဘူးဆိုရင်သူတောကဖြစ်မှာမဟုတ်ဘူးတဲ့ခိုမလေးပေါ်မှာတန်ရောစဉ်ကြီးမားခဲ့သည့်အတွက်ကြောင့်သူအခုလိုတောကတွေဖြစ်ရတယ်ဒီရာဂမျိုးသူ့ထံမှာနောက်ထပ်မလာအောင်လို့ဆိုပြီးတော့ဒီကနေ့အစာမစားတော့ဘဲနဲ့ဒီအတွေးလေးနဲ့သူဟာနေပါတယ်လို့ဒါကြောင့်ဥပုသ်ဆောင်ပါတယ်လို့ဒီလိုပြောတယ်အဲ့တော့ဒီအချက်ကိုကြည့်လိုက်မယ်ဆိုရင်သူတော်စင်သူတော်မြတ်တွေဥပုသ်ဆောင်တယ်ဆိုတာတခုခုနှိပ်ကွက်ဖို့အတွက်ကိုယ်မှာဖြစ်ပေါ်နေတဲ့အရာဝတ္ထုတစ်ခုကိုနှိပ်ကွက်ဖို့အတွက်ကိုယ့်ကိုဒီနောက်မဖြစ်ရအောင်ဆိုတဲ့အနေအထားမျိုးထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်ဥပုသ်သီလကိုစောင့်နေရှိကြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့နော်ကိုယ့်ရဲ့ဒီဥပုသ်ဆောင်ခြင်းရဲ့ရည်ရွယ်ချက်တစ်ခုအနေနဲ့အဲ့တော့ဘုရားလောင်းကကျင်နာယူရစွာခိုလေးကိုမေးပြီးတဲ့အခါမှာအနာနာမှာခွေအိတ်နေတဲ့မွေးဟောက်ဒီတောင်မိုးတွေကထွက်လာပြီးအနီးနားမှာခွေးနေတဲ့မွေးဟောက်ကိုကျင်ကျင်နာနာလေးနဲ့မေးတယ်ဘာဖြစ်လို့အစာမစားဘဲနဲ့မင်းကရောခွေးနေရသလဲဘာဖြစ်လို့ဥပုသ်ဆောင်ရသလဲလို့မေးတဲ့အခါကျတော့သူကပြောတယ်သူဟာအဖြစ်ပြက်တစ်ခုကြောင့်စိတ်မကောင်းဖြစ်ရတယ်ဘာအဖြစ်ပြက်တုံးဆိုတော့သူနေတဲ့တောင်ဖို့ရွာတဲကလူတွေကိုးကွယ်တဲ့နွားလာဥဒ္ဓဖကိုလုံးဆွတ်ဆွတ်ဖြူနေတဲ့နွားလာဥဒ္ဓဖကြီးဟာလာပြီးတော့ဂျိုသွေးတယ်လာပြီးတော့ဂျိုသွေးတယ်အိန္ဒိယနိုင်ငံကနွားကိုကိုးကွယ်တယ်ဆိုတာသိထားတော့ဒီဇလန်းဟာဒီနွားကိုသူတို့ကနွားလာဥဒ္ဓဖတွေကိုတန်မိုးထားလေးရှိကြတယ်ပေါ့နွားဒီကြီးတွေကိုတန်မိုးထားတယ်အဲ့ဒီနွားကြီးဟာရွာထဲကနေထွက်လာပြီးတဲ့ခါမှာတွန်ပြီးတော့တောင်မိုးကြီးကိုဂျိုနဲ့ခွေအဲ့ဒီလိုခွေတဲ့အချိန်မှာမွေဟောက်ကတောင်မိုးထဲဝင်မလို့အလားနွားလာဥဒ္ဓဖကမွေဟောက်ကိုတက်ပြီးတော့နင်းလိုက်မိတယ်အဲ့ဒီလိုနင်းလိုက်တော့မွေဟောက်ရဲ့အမီးကိုနင်းမိတဲ့အခါမွေကြီးကအမတန်မှနာတော့စိတ်ဆိုးတယ်စိတ်ဆိုးတာနဲ့နွားကြီးကိုပေါက်လိုက်တယ်ပေါ့ပေါက်လိုက်တော့အဲ့ဒီနွားကြီးဟာတောင်ပေါ်နားမှာပဲမွေစိတ်တက်ပြီးတော့တေပွဲဝင်သွားတယ်အဲ့ဒီချိန်မှာရွာလုံးကျွတ်ထွက်လာကြပြီးတော့နွားကြီးတေဆုံးတဲ့ပုံမှာလူတွေဟာစိတ်မကောင်းဖြစ်ကြပြီးအဲ့ဒီနွားသေးကြီးကိုသူတို့နွားသားမစားတဲ့လူတွေပေါ့နော်နွားသေးကြီးကိုကျင်းတူးပြီးတော့မြုပ်ပြီးပူဇော်ပြီးတော့သွားကြတယ်တဲ့အဲ့ဓာတွေအဖြစ်ပြက်တွေကိုကြည့်ပြီးတော့အော်ငါစိတ်ဆိုးမှန်ဆိုလုံးမိတယ်စိတ်ဆိုးမှန်ဆိုလုံးမိသည့်အတွက်ကြောင့်နွားကြီးတေရှာရတယ်နွားတေုံနေမကဘူးတရွာလုံးဟာယူကျုံမရလူတွေဟာငိုကြယိုကြနဲ့နွားအတွက်သူတို့ဟာကြေကွဲကြရတယ်အဲ့တော့ငါရဲ့ဒေါသဟာအင်မတန်မှဆိုးတာပါလားဒေါသအလျောက်ငါလုံမိတာမကောင်းဘူးဒါကြောင့်မို့ဒီလိုဒေါသထွက်ခြင်းဟာနောက်တစ်ခါမဖြစ်ရအောင်လို့ဆိုပြီးဒီကနေ့အစာမစားတော့ပဲနဲ့ဒေါသကိုနှိပ်ကွက်တဲ့အနေနဲ့သူအိုးဆောင်ပါတယ်လို့မွေကြီးကဒီလိုပြောတဲ့အဲ့ဒါလို့ပြောတဲ့အခါမှာမွေကြီးအကြောင်းကြားရပြီးတဲ့အခါမှာဘုရားလောင်းရသေးကမေးပြန်တယ်အနာနာမှာဝတ်နေတဲ့မွေကြီးမြေခွေးကိုမေးတယ်မြေခွေးမင်းကတော့ရောဘာမှအစာမစားပဲနဲ့ခါတိုင်းဆိုရင်မင်းအမီးလေးတရမ်းရမ်းနဲ့အစာစားလို့လိုက်ရှားနေတယ်အခုဒီနေ့ဘာမှမစားပါလားဘာဖြစ်လို့မင်းဥပုသ်ဆောင်ရသလဲလို့မေးတဲ့အခါမှာသူကပြောတယ်သူ့ရဲ့အဖြစ်ပြက်ကလေးအတွေ့အကြုံလေးတစ်ခုကိုပြောတယ်သူဟာ4-50ရက်မကပျောက်ဆုံးနေတယ်ဒီမွေမြေခွေးလေးကအဲ့ဒီပျောက်ဆုံးနေတာကိုလည်းတတိယမိတယ်ပေါ့သူပဲပျောက်သွားတော့ဆိုတရက်မှာတောထဲမှာအစာရှာရင်းနဲ့စင်သေးကောင်ကြီးတစ်ကောင်သွားတွေ့တယ်စင်သေးကောင်ကြီးတစ်ကောင်တွေ့တဲ့အခါမှာစင်သေးကောင်ကြီးကိုလှက်ပတ်ကြိုက်ကြည့်တယ်ဘယ်နှမှကြိုက်လို့မရဘူးနောက်ဆုံးကြတော့ဓွာရပေါက်နားမှာကြိုက်လိုက်တဲ့အခါကျတော့အီဆက်ဆက်ဖြစ်ပြီးအဲ့ဒီဓွာရပေါက်နေရာကနေကြိုက်ပြီးတော့သူကစားတယ်စားတဲ့အခါမှာအခေါင်းဖြစ်သွားတော့သူ့စိတ်ထဲမှာအတော့ကိုဝမ်းသာတယ်စင်ကောင်ကြီးကအကြီးကြီး
ငါတသက်တာတော့ဖူလုံပြီဘယ်မှသွားเสียတော့မလိုဘူးရေစားရင်လည်းဆင်သွေးတောက်ရုံပဲအစာစားရင်လည်းဆင်သားစားရုံပဲဆိုပြီးတော့ဆင်ကြီးရဲ့ဒီမစင်စွန်းတဲ့အပေါက်ကနေကြိုက်သွားလိုက်တာနောက်ဆုံးမှဝန်းထဲထီအောင်ရောက်သွားတယ်သူကအဲ့ဒီကနေဝတ်ပြီးတော့ကြိုက်နေ့စဉ်နဲ့အမျှစားတဲ့အခါမှာဆင်းရဲ့ဝမ်းကောင်းတဲ့သူရောက်သွားတယ်ရောက်သွားတော့သူကဟန်ကြတယ်လုံလုံချုံချုံဆင်းဝမ်းကောင်းတဲ့မှာသူနေတယ်စားစရာရှင်ဆင်းဥတွေတို့ဘာတို့အသေးတွေစားအဲ့ဒီလိုနဲ့နေတဲ့အခါကျတော့နေပူတဲ့အခါကျတော့တဖြည်းဖြည်းသူကြိုက်ပြီးတော့ဝင်လာတဲ့အပေါက်ကြီးကရှုံပြီးတော့ပိတ်သွားတယ်ဆင်းသေးဆိုတာအလွန်ထူတယ်လေရှုံပြီးတော့ပိတ်သွားတဲ့အခါမှာအမောင်ကြီးဖြစ်သွားတယ်မောင်ဖြစ်သွားတော့သူကြောက်တယ်အဲ့ကြတော့ထွက်ပေါက်ကရှာမရဘူးဟိုတိုးဒီတိုးနဲ့အဲ့ဒါလို့ထွက်ပေါက်ရှာမရတဲ့အခါငွေခွေးဟာရောက်ရက်ခတ်ပြီးတော့နေရာနေပြီးတော့မိုးကြီးရွာချလိုက်တဲ့အခါကျတော့ခုနကနေပူလို့ရှုံပြီးတော့ပိတ်သွားတဲ့အပေါက်ကပြန်ပြီးတော့မိုးရီတွေဆိုတဲ့အခါကျတော့ပြန်ပွင့်လာတယ်အဲ့ဒီကြတော့မှသူကဟာအလင်းအောင်တော့ရပြီဒီအပေါက်ကနေငါထွက်မှာပဲဆိုပြီးတော့အာကုံနောက်ဆုတ်ပြီးတော့ဆင်ရဲ့မစင်စွန်းတဲ့အပေါက်ကနေပြီးတော့တိုးထွက်လိုက်တာသူရှိတဲ့အမွှေးတွေရောအကုန်ပြုတ်ထွက်ကုန်တယ်မဟုတ်နော်ရေခွေးဟာရုပ်ပြက်ဆင်းရဲဖြစ်ပြီးတော့လွတ်ပြီးကျွတ်ပြီးဆိုပြီးနောက်ကိုလှည့်မကြည့်တော့ဘူးလှည့်မကြည့်တော့ဘဲနဲ့အဲ့ဒါထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီးတော့ခုနကရသေးရသင်္ကန်းကျောင်းသားမှာသွားပြီးသူဟာစိတ်ပြက်လက်ပြက်နေရင်ကနေဩငါလောဘကြီးလို့လောဘကိုကြောင်းပြုတ်ပြီးတော့ငါဒီလိုဖြစ်တာပါလားအစာစားဖို့အတွက်ခါတိုင်းလိုကိုစားနေကြအစာစားရင်ဟုတ်ကဲ့တန်းနဲ့စင်သေးကောင်ကြီးကိုကြည့်ပြီးတော့ငါအစာရတယ်ဆိုပြီးတော့လောဘတက်မိတယ်အဲ့ဒီလောဘကြောင့်ငါဟာဒီဒုက္ခကြုံရတယ်နောက်ဘယ်တော့အခါမှစင်သေးကောင်ရဲ့ဝမ်းပိုက်တွေကိုငါမဝင်တော့ဘူးဒီလောဘလည်းငါတဏ္ဍာမှာဘယ်တော့မှပြန်မဖြစ်စေတော့ဘူးဒီလောဘကိုငါနှိပ်ကွက်မှာပဲဖြစ်တော့မယ်အဲ့ဒီလောဘငါစီဘယ်တော့မှပြန်မလာပါစေနဲ့ဆိုပြီးတော့အဲ့ဒီသူလောဘကြီးခဲ့တဲ့သူလောဘကိုပဲပြန်အပြစ်တင်ပြီးတော့ဒီကနေ့အစာမစားတော့ဘဲနဲ့ဥပုသ်ဆောင်တာတဲ့ဒါကမြေခွေးကဥပုသ်ဆောင်ရင်အကြောင်းတစ်ခုပဲအဲ့ဒါလို့မြေခွေးကိုမေးပြီးတဲ့အခါကျတော့ဝက်ဝံကိုမေးတယ်ဝက်ဝံဆိုတဲ့ကောင်တွေကတောင်ပိုးတွေမှာရှိတဲ့ခြတွေတို့ပရွက်တွေတို့အဲ့ဒါမျိုးတွေလည်းလိုက်စားတယ်ဒီဝက်ဝံဆိုတော့ခါတိုင်းဆိုလို့ရှိရင်တောင်ပိုးတွေမှာသူကခြတွေပေါ်ဝဲစိတ်တွေကိုစားတယ်အခုဒီနေ့ကျတော့စားစားလောင်လောင်မစားဘဲနဲ့ငြိမ်ဝတ်ပြီးတော့ယသိအနီးနားမှာလာပြီးတော့ဝတ်ပြီးတော့နေတာဟာမင်းဘာဖြစ်လို့ဒီကနေ့အစာမစားသလဲလို့ယသိကမေးတဲ့အခါကျတော့သူကဘာပြောတော့ဆိုတပည့်တော်တဲ့သူပြောပုံကလောဘကြီးပြီးခါတိုင်းတောထဲမှာပဲအစာရှာစားတော့လဲတရက်ကြတော့သူလောဘကြီးပြီးတော့လူတွေရဲ့အနီးပါရွာတွေဘက်ကိုသူရောက်သွားမိတယ်လောဘတက်ပြီးတော့ရွာတွေဘက်ရောက်သွားတဲ့အခါကျတော့ဝက်ဝံကိုမြင်တဲ့အခါလူတွေကဝိုင်းပြီးတော့လိုက်ကြတယ်လိုက်ပြီးတော့ဝက်ဝံကိုလေးတွေနဲ့ပြည့်မြားတွေနဲ့ပြည့်နဲ့ဒီလိုဝိုင်းဝန်းပြီးတော့နှိပ်စက်ကြတဲ့အခါမှာအဲ့ဒီဝက်ဝံဟာအသက်ဘေးကလူပြီးတော့သူဟာထွက်ပြေးလာခဲ့ရတယ်ပေါ့ထွက်ပြေးလာခဲ့တာဩငါလော်လီလို့ကိုစားနေကြနေရာမှာစားစရာရှိပါရဲ့တန်းနဲ့လော်လီပြီးဒီတဲ့ကောင်းတဲ့အစာတွေ့နိုးနဲ့ရွာတွေအနီးချင်းကပ်မိတာငါကံကောင်းလို့အသက်မသေးတယ်ဒီလိုချင်တဲ့လောဘအလွန်လောဘကြီးခြင်းဟာမကောင်းဘူးဒီလောဘကြီးခြင်းနောက်တစ်ခါငါဘယ်တော့မှမဖြစ်ပါစေနဲ့ဆိုတဲ့အလွန်လောဘကြီးမှုကိုချိုးနှိမ်ဖို့အနေနဲ့သူဟာဥပုသ်ဆောင်ပါတယ်လို့ဘယ်မှမသွားတော့ပဲနဲ့ဥပုသ်ဆောင်ပါတယ်လို့ဒီလိုဝက်ဝံကလည်းပဲဖះလောင်းရသေးကိုအတိတ်ပဲနဲ့ပြောဆိုတယ်အဲ့ဒါလို့ပြောဆိုပြီးတဲ့အခါမှာတရိษံ၄ကောင်ကသူတို့ဥပုသ်ဆောင်ရခြင်းအကြောင်းတွေကိုပြောဆိုပြီးတဲ့အခါမှာရသေးကလည်းအဲ့ဒီအချိန်မှာတစ်သီးမရှာပဲနဲ့သူလည်းငြိမ့်နေတာကိုတစ်ပင်အောင်မှာထိုင်ပြီးတော့ငြိမ့်နေတယ်ငြိမ့်နေတော့သူ့ကိုမေးကြတယ်
ရှင်ယသိရောဘာဖြစ်လို့ငြိမ်းနေတာလဲလို့ဆိုယသိကလည်းသူ့အကြောင်းသူရှိတယ်အဲ့ဒီနေသူစိတ်မကောင်းကြံရိပ်ခဲ့တာဘာလဲလို့ဆိုအဲ့ဒီယသိကဘုရားလောင်းယသိကမာမာနတားကြီးတာမာမာနတားကြီးတော့ဒီမာမာနကိုကြီးတာတွေကိုဘယ်သူကသိတုံးဆိုပိစိကဗုဒ္ဓတဆူကနေပြီသူ့အကြောင်းကိုသိတော့သူ့အကြောင်းသိတော့ငါတတိပေးဥမှပဲဆိုပြီးတော့သူထိုင်တဲ့တစ်ပင်အောက်ကကြောက်ဖြာပေါ်သူထိုင်ငင်းပေါ်မှာပိစိကဗုဒ္ဓကယုတ်တည်းကြွလာပြီးတော့အဲ့မှာထိုင်နေတာသူကတဏှာသွားပြန်လာတဲ့အခါကျတော့ပိစိကဗုဒ္ဓထိုင်နေတာမြင်တဲ့အခါကျတော့နှင်ထုတ်တယ်မကြိုက်ဘူးသူနေရာလာထိုင်တာသူလိုဇက်မြင့်ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့သူနေရာမှာလာထိုင်တော့ဒီလိုအောက်တန်းချတဲ့ပုဂ္ဂိုလ်တယောက်ဟာငါနေရာမှာစောစောကားကားတက်ထိုင်ရမလားလို့ဆိုမာမာနတွေဖြစ်တယ်အဲ့ဒီလိုမာမာနတွေဖြစ်လာတဲ့အခါကျတော့ပိစိကဗုဒ္ဓကအေးအေးဆေးဆေးပဲဒီလောက်ကြီးလဲမာနမကြီးပါနဲ့ရှင်ယသိဟာတာမန်ပုဂ္ဂိုလ်မဟုတ်ပါဘူးတဲ့ဒီဗဒ္ဒကဘာမှာပဲဒီဖရာအဖြစ်ရောက်မဲ့ဖရာလောင်းဖြစ်ပါတယ်အဲ့ဒါကိုယ့်ကိုယ်တတိယပါဖရာလောင်းဖြစ်တဲ့အခုလိုမာမာနကြီးတာဟာမကောင်းဘူးလို့ပြောပြီးတဲ့အခါမှာဘာလို့တုံဆိုရင်ပိစိကဗုဒ္ဓရှင်မြတ်ကသံသမဘဝင်စားပြီးကောင်းကင်ပြန်တက်ပြီးတော့သူ့ခေါင်းပေါ်ကနေပြီးတော့သူ့ခေါင်းပေါ်မှာခြေပမုံသာချသွားတယ်လို့ခြေပေါ်ကအမုံတွေကိုခါချလိုက်တယ်လို့ခံစားလိုက်ရတယ်သူ့ခေါင်းပေါ်ကနေကြော်ပြီးတော့ကောင်းကင်ကိုပြန်တက်သွားတာကိုသူမြင်လိုက်ရတယ်အဲ့ဒါလို့မြင်လိုက်ရတဲ့အခါကျတော့ဒီလောက်လေးလံတဲ့ခန္ဓာကိုယ်ကြီးနဲ့ကောင်းကင်ကိုပြန်သွားတာအဲ့ဒီမှာသူထိတ်လန့်သွားတယ်ပိစိကဗုဒ္ဓပြောတာဘယ်တော့ဖျားဖြစ်မယ်လို့လဲသူမမေးမိဘူးဘယ်လိုဖြစ်မယ်ဆိုတာလဲသူမမေးမိဘူးမာမာနတွေကြီးပြီးတော့သူ့နေရာထိုင်ရမလားလို့ဆိုပြီးတော့ရန်တွေ့ပြီးတော့လွတ်လိုက်တာကိုအဲ့ဒီလိုမာမာနတွေကြီးတာအကြောင်းမို့ပိစိကဗုဒ္ဓနဲ့တွေ့ရတဲ့နဲ့ဘယ်တော့ဖျားဖြစ်မယ်ဆိုတာကိုသူမမေးလိုက်ရဘူးလို့နောင်တကြီးစွာရပြီးတော့ဒီမာနငါမှာဒီထပ်ပြီးတော့ဖြစ်လာမယ်ဆိုလို့ရှိရင်ဒီမာနတရားဟာအလွန်ဆိုးတယ်ဒါကြောင့်မို့ဒီမာနတရားငါစီနောက်ထပ်ဘယ်တော့မှမဖြစ်ပါစေနဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ငါလည်းပဲဒီနေ့ဥပုသ်ဆောင်တာပါလို့ဘုရားလောင်းကအဲ့ဒီလိုပြောတယ်အဲ့တော့ဒီပုဂ္ဂိုလ်တွေဟာတာမန်ပုဂ္ဂိုလ်တွေတော့မဟုတ်ဘူးအလောင်းတော်တွေကြီးပဲရှင်မာကတ္တဗတို့ရှင်အနုရုဒ္ဓတို့သူတို့အလောင်းတွေပဲနောက်တစ်ခါရှင်မောဂလန်တို့ရှင်သာရိပုတ္တရာတို့ဘုရားအဲ့ဒါလို့ပါရမီရင့်ပြီးတော့ဘုရားဖြစ်ပြီးဘုရားရဲ့တပိတာဝကယဟနာကြီးတွေဖြစ်မဲ့အနေထားမှာပဲတိရိစ္ဆာန်ဘဝရောက်ကြပြီအခုလို့တိရိစ္ဆာန်ဘဝရောက်တော့လည်းပဲသူတို့အတိတွေဟာမြင်မာကြတယ်ပေါ့အဲ့ဒါလို့မြင်မာပြီးတော့ဥပုသ္တိလကိုစောင့်ထိန်ကြတာဒီအနေထားမျိုးတွေနဲ့ဒီလိုနေခဲ့ကြတာပေါ့နော်အဲ့တော့အခုဥပုသ်ဆောင်ခြင်းအကြောင်းတွေဟာအခုလိုရည်ရွယ်ချက်တစ်ခုခုနဲ့သူတို့ဟာဥပုသ်ဆောင်ခဲ့ကြတာဖြစ်တယ်ပေါ့အဲ့တော့ဥပုသ်ဆောင်တယ်ဆိုတဲ့အာနဲ့ပတ်သက်ပြီးတော့950ဇတ်ထဲမှာလည်းပဲအခုလိုဥပုသ်ဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့ဥပုသ်တယ်တွေရဲ့စကားဝိုင်းမှာဘာတွေပြောကြတာကိုမှတ်တမ်းတင်ထားတာရှိတယ်လို့ဆိုတော့ကုရုတိုင်းမှာကောရဗျဒနင်္ဇယကောရဗျမင်းကြီးရဲ့ဥယျာဉ်ထဲမှာဒီလိုပဲဥပုသ်တယ်၄ဦးဟာစုံစည်းမိကြတယ်ပေါ့အဲ့ဒီမှာလည်းပဲလူတွေတင်မကဘူးလူသားကတဦးကျန်တာတွေကလူသားမဟုတ်ဘူးစုံစည်းကြတယ်အဲ့ဒါလိုစုံစည်းတဲ့အခါမှာသူတို့ရည်ရွယ်ချက်တွေအမျိုးမျိုးရှိကြတယ်ပေါ့အဲ့ဒီဥပုသ်ဆောင်တဲ့ထဲမှာဒနင်္ဇယကောရဗျမင်းကလည်းပဲသူနန်းတော်ကနေစွန့်ခွာပြီးတော့သူ့ရဲ့ဥယျာဉ်ထဲမှာတယောက်တည်းလာပြီးတော့သူဥပုသ်ဆောင်တယ်နောက်တစ်ခါအဲ့ဒီဥယျာဉ်ထဲမှာလာပြီးတော့တရားမင်းကြီးကလည်းလာရောက်ပြီးတော့ဥပုသ်ဆောင်တယ်ဂလုံမင်းကြီးကလည်းလာရောက်ပြီးတော့ဥပုသ်ဆောင်တယ်နဂါမင်းကလည်းလာရောက်ပြီးတော့ဥပုသ်ဆောင်တယ်ပေါ့အဲ့ဒီလိုဥပုသ်ဆောင်ကြတာ၄ဦးစုံစည်းတဲ့အခါကျတော့တရားမင်းရဲ့နော်တရားမင်းရဲ့ဒနင်္ဇယကောရဗျမင်းရဲ့ဂလုံမင်းရဲ့နဂါမင်းရဲ့၄ခုစုံစည်းကြ
အဲ့ဒါလို့ဥပုသ်ဆောင်ပြီးညနေချိန်လေးမှာသူတို့ဆုံကြတယ်အတိတ်ဘဝတုန်းကလည်းမိတ်ဆွေတွေဖြစ်ခဲ့သည့်အတွက်ကြောင့်တဟုတူမြင်လိုက်တာနဲ့ချစ်ခင်ပြီးတော့သူတို့ဟာဆုံစည်းရင်းကနေစကားပြောဖြစ်ကြတယ်ပေါ့စကားပြောတဲ့အခါမှာတရားမင်းကြီးကစပြီးတော့မေးလိုက်တယ်ဥပုသ်ဆောင်ကြတာချင်းတူတူပဲကျွန်ုပ်တို့၄ဦးထဲမှာဘယ်သူသီလအကောင်းဆုံးအမြတ်ဆုံးဖြစ်မလဲဘယ်သူစောင့်တဲ့သီလအမြတ်ဆုံးဖြစ်နိုင်တယ်လဲဆိုစကားကိုစလိုက်တဲ့အခါကျဘယ်သူကစပြောတော့ဆိုနဂါမင်းကစပြောတယ်သူသီလဟာအမြတ်ဆုံးပဲတဲ့ဘာဖြစ်လို့သူသီလအမြတ်ဆုံးနဂါမင်းကသူစောင့်တဲ့သီလဟာပိုမြတ်ပါတယ်ဘာဖြစ်လို့တော့ဆိုရင်သူတို့ကိုအမြဲတမ်းအန္တရာယ်ပေးတဲ့ဂလုံကြီးမြင်ရတဲ့နဲ့အဲ့ဒီဂလုံမင်းကြီးစားမှာကိုနော်ကြောက်ရွံ့ခြင်းမလုပ်ဖဲနဲ့တီးခံပြီးတော့သူဟာဒီသီလကိုစောင့်တာတဲ့သူ့ရဲ့ရန်သူအနိကရှိနေတဲ့တန်းနဲ့တောင်မှပဲရန်သူရှိမှပဲသူဟာကြောက်ရွံ့ခြင်းကင်းပြီးတော့တီးခံခြင်းတရားနဲ့ဥပုသ်ဆောင်တာဖြစ်သောကြောင့်သူသီလဟာအသက်ဆွန့်ပြီးတော့စောင့်ရတဲ့သီလဖြစ်သောကြောင့်သူသီလဟာအမြတ်ဆုံးပဲလို့သူကဒီလိုပြောတယ်အဲ့ဒါလို့နဂါမင်းကပြောတဲ့အခါကျတော့နောက်တစ်ခါဂလုံမင်းကြီးကဝင်ပြောတယ်အေးနဂါမင်းကသူသီလလို့ပြောတယ်ကျွန်ုပ်ကလည်းကျွန်ုပ်ရဲ့အစာဖြစ်တဲ့နဂါကြီးမြင်အတန်းနဲ့အစာခံပြီးတော့မစားပဲနေတာကျွန်ုပ်သီလကပို့ပြီးတော့မြတ်ပါတယ်လို့နဂါဂလုံကလည်းဒီလိုပြောပြန်နော်ကျွန်ုပ်အတွက်အကောင်းဆုံးအစာဟာနဂါပဲဖြစ်တယ်အဲ့ဒီနဂါဆိုတဲ့အကောင်းဆုံးစာကြီးကိုမစားဘဲနဲ့အောင်ဤသိခံပြီးတော့စောင့်တဲ့ကျွန်ုပ်ရဲ့သီလကပိုမြတ်ပါတယ်လို့ဒီလိုပြောအဲ့ဒါလိုပြောတဲ့အခါတရားမင်းကြီးကပြောတယ်ဟုတ်ပြီတဲ့တယောက်ကသီခံပြီးတော့စောင့်တယ်တယောက်ကအစာခံပြီးတော့စောင့်တယ်ငါကတော့တဲ့တာဝရိန္ဒနတ်ပြည်မှာအလွန်ပျော်စရာကောင်းတဲ့အလွန်ချုံးမောလှပတဲ့နတ်သမီးတွေကိုထားပစ်ခဲ့ပြီးတော့ငါလာပြီးတော့ဒီမှာစောင့်တာငါရဲ့ဆုံးလွတ်မှုကပိုကြီးမားတယ်ဒါကြောင့်မို့ငါသီလပိုမြတ်တယ်ဒီလိုပြောတော့တနေ့စရာကောရဗျမင်းကြီးကလည်းပြောတယ်ကျွန်ုပ်နန်းတော်မှာလည်းပဲတဲ့မောင်မမိတ်တန်16000ရှိတယ်တဲ့အဲ့ဓာတွေကိုဖယ်ထားခဲ့ပြီးကျွန်ုပ်ဒီမှာလာပြီးတယောက်တည်းနေတယ်ဆိုတော့ကျွန်ုပ်သီလကပို့ပြီးတော့မြင့်မြတ်ပါတယ်နဲ့ဆိုအဲ့ဒါလိုပြောကြတယ်တယောက်နဲ့တယောက်ကိုယ်သီလကိုအမွန်းတင်ပြီးတော့ပြောကြတဲ့အခါကျတော့နောက်ဆုံးမှာဒနင်းစရာကောရဗျမင်းကအဆိုပြုတယ်ကျွန်ုပ်နန်းတော်မှာပညာရှိအမတ်ကြီးရှိပါတယ်တဲ့ပညာရှိအမတ်ကြီးရှိတော့ကျွန်ုပ်တို့၄ဦးရဲ့သီလဟာဘယ်သီလဟာအကောင်းဆုံးလဲဆိုတာသူ့ဝေအဆုံးဖြတ်ကိုသွားခံကြရအောင်ဆိုပြီးတော့အားလုံးစိတ်တူကိုယ်တူလက်တွဲပြီးတော့လူအောင်ဆောင်ပြီးတော့သွားကြတယ်ပေါ့အကုန်လုံးဟိုရောက်တဲ့အခါကျတော့ဝိတုရဆိုတဲ့အမတ်ကြီးစီသွားပြီးတော့သူတို့ကအဆုံးဖြတ်ခံရတယ်အဲ့လိုအဆုံးဖြတ်ခံတဲ့အခါနဂါမင်းကဘယ်လိုပြောတယ်ဂလုံကဘယ်လိုပြောတယ်တရားကဘယ်လိုပြောတယ်ဒနေစရာကောရဗျမင်းကဘယ်လိုပြောတယ်ဆိုတဲ့သူတို့ပြောဆိုချက်တွေကိုဝိတုရအမတ်ကြီးကသေချာနားထောင်ပြီးတော့သူကဆုံးဖြတ်ချက်ပေးတယ်။ဘာဆုံးဖြတ်ချက်ပေးတော့ဆိုအားလုံးဟာခန္တီဆိုတဲ့တိခဏ်ခြင်းကိုအကြောင်းပြုပြီးတော့စောင့်တဲ့သီလပဲဖြစ်ဖြစ်အစာခံပြီးတော့စောင့်တာတွေပဲဖြစ်ဖြစ်အေးပျော်မွေ့မှုပျော်စရာတွေကိုစွန့်ခွာပြီးတော့စောင့်တာပဲဖြစ်ဖြစ်ဒီအရေးချင်းတွေဟာတကယ်သူတော်စင်တွေရဲ့အရေးချင်းတွေကြီးပါပဲဒါကြောင့်မို့လို့အားလုံးရဲ့သီလသူမသာကိုမသာမွန်မြတ်တာတွေကြီးပါပဲတကယ်သူတော်စင်ပုဂ္ဂိုလ်မှာဒီမွန်မြတ်နိုင်တဲ့အရေးချင်း၄မျိုးဟာတွေ့နိုင်တာဖြစ်လို့တကယ်ကိလေသာငြိမ်းအောင်ကျင့်ကြတဲ့အကျင့်တွေဖြစ်လို့အားလုံးတူတူပါပဲလို့ဆုံးဖြတ်ချက်ပေးလိုက်တဲ့အခါမှာသူတို့ဟာကျေနပ်သွားကြတယ်ကျေနပ်သွားလို့တရားမင်းကြီးကဝိတုရပညာရှိကိုဗာပေးသွားတော့ဆိုနတ်ပစိုးကြီးတခုလက်ဆောင်ပေးသွားတယ်ညံပူဇော်ကပေးသွားအဲ့ဒီလိုတရားမင်းကနတ်ပစိုးကိုပေးပြီးတဲ့အခါမှာဂလုံမင်းကြီးကဗာပေးတော့ဆိုလို့ရှိရင်ရွှေကြာပွမ်းရွှေနဲ့ပြီးတဲ့ကြာပွင့်ကြီးတစ်ခုပေးသွားနဂါမင်းကြီးကတော့ဗရမ ्या ယရဏတစ်လုံးပေးသွားပြီးတော့ဒီလိုဒီကောရဗျမင်းကြီးကြတော့
လူတွေပေးနိုင်တဲ့နော်နွားနှုတ်စားနွားမတရားဆုလက်တရားစီရွာပေါင်းသူစားရမယ့်ရွာတို့ချေးကြုံခိုင်းမို့ရလူတရားတို့ဒီလိုအရေးအတွက်တွေနဲ့သူ့ကိုလူတွေပေးတဲ့ဆုလက်တွေကိုချပေးခဲ့တယ်တဲ့အဲ့ဒါကဝိထုရဇတ်တော်ကြီးမှာလာတဲ့ဒီဥပုပ်တေတို့ရဲ့စကားဝိုင်းပဲဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ယခုလိုဥပုပ်တိလကိုစောင့်ထိန်ကြတဲ့ပုဂ္ဂိုလ်တွေဟာကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ကောင်းမြတ်တဲ့အနေအထားတွေမိမိတို့တဏ္ဍာမှာအည်ချင်းတွေရရှိလာအောင်မိမိတို့စွန့်လွတ်အနိဋ္ဌာခံမှုတွေနဲ့ဥပုပ်တိလကိုစောင့်ထိန်ကြတာဖြစ်တယ်မြင့်မြတ်တဲ့အကျင့်တွေနဲ့နေထိုင်တဲ့ဥပုပ်တိလစောင့်ထိန်ခြင်းဟာသူတော်စင်တွေရဲ့အလေးအထားတစ်ခုဖြစ်သည့်အတွက်ကြောင့်မြည်သည့်ဥပုပ်တိလပဲဖြစ်စေမှန်မှန်ကန်ကန်နဲ့ရွယ်ချက်မှန်မှန်ကန်ကန်နဲ့မြတ်မြတ်နိုးနိုးထိမ့်သိမ့်ဆောက်ရှောက်တဲ့ဥပုပ်တိလဟာမြတ်စွာဘုရားသခင်ကိုရောမြတ်သာသနာတော်နဲ့ကြုံတွေ့တဲ့သာသနာတွင်ဥပုပ်တိလဟာတရားမင်းတို့စောင့်တဲ့ဥပုပ်တိလတဲ့လည်းမြတ်တယ်နော်လောကမှာသာသနာ့ဘာမှာစောင့်တဲ့ဥပုပ်တိလတွေလည်းမြတ်တယ်ဒီကနေ့စောင့်တဲ့တို့တွေစောင့်ရတဲ့ဥပုပ်တိလဟာအမြတ်ဆုံး၈ပါးတိလအမြတ်ဆုံးဥပုပ်တိလဖြစ်တယ်လို့ကိုစီမိမိတို့စောင့်ရှောက်တဲ့တိလရဲ့တန်ဖိုးရှိမှုကိုယုံကြည်လေးလေးစားစားတန်ဖိုးထားပြီးကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမိဘဆရာသမားတို့ကဥထိတ်ထား၍ရှစ်ပါးသောတိလခံယူစောင့်တည်နိုင်ရန်နှင့်ဆရာတော်ဘုရားဟောကြားသောတရားတော်မြတ်နာကြားနိုင်ရန်အတွက်ညီညာဖြဖြရှ िख ိုးကြောကြပါကုန်စို့ခမညာရှိကြမှာစိတ်ချမ်းသာ၍လူရာဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလိုငှာဖရာမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားရှုသိမြတ်တို့လက်ဆုပ်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကြောချသောတက္ကိစ္စကာရောပဏမကုသိုလ်စေရနာဖြာပြတို့ကြောင့်ယနေ့ခါမှစ၍သက်ရှိခြင်းကျမ်းမာခြင်းခွန်အပလပြေဝခြင်းဉာဏ်ပညာကြီးခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီလင်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှာမြတ်နိဗ္ဗာန်သို့လင်းမြန်ဆောစွာကိုယ်စီကိုယ်ဥမှမျက်မှောက်ပြုလည်နိုင်ကြပါစေအဟံဗန္တိဣတရဏိနသဟာအထင်္ဂသမနာကတံဥပောတထသီလံဓမ္မံယာစာမိအနုကံကတဝါသီလံတိထမိဗန္တိဒုတိယမိအဟံဗန္တိဣတရဏိနသဟာအထင်္ဂသမနာကတံဥပောတထသီလံဓမ္မံယာစာမိအနုကံကတဝါသီလံတိ
တိထဧဗန္တိတတိယံပိအဟံဗန္တိဣတရဏေနသဟအထင်္ဂသမနာဂတံဥပောဒထသီလံမယသာမိအနုကံကတဝါလန္တိထဧဗန္တိယမဝဒ္ဓမိတံဝတိထမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဘုဒ္ဓံသရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတရဏဂမနံပရိပုံဏံအနာတိပါဒဝေရမဏိသိက္ခာဝရံသမာဓိယမိအဒိဏဒါနာဝေရမဏိသိက္ခာဝရံသမာဓိယမိအဒိဏဒါနာဝေရမဏိသိက္ခာဝရံသမာဓိယမိအဗျမ္မစရိယဝေရမဏိသိက္ခာဝရံသမာဓိယမိအဗျမ္မစရိယဝေရမဏိသိက္ခာဝရံသမာဓိယမိသာဝါဒဝေရမဏိသိက္ခာဝရံသမာဓိယမိသာဝါဒဝေရမဏိသိက္ခာဝရံသမာဓိယမိသုရာမေရယမစ္ဆဗမာဒဌာနဝေရမဏိသိက္ခာဝရံသမာဓိယမိသုရာမေရယမစ္ဆဗမာဒဌာနဝေရမဏိသိက္ခာဝရံသမာဓိယမိဝိကာလဘောဇနာဝေရမဏိသိက္ခာဝရံသမာဓိယမိဝိကာလဘောဇနာဝေရမဏိသိက္ခာဝရံသမာဓိယမိဒေသခိတာဝါဒိတာဝိတုကရတနာအာလာကန္တာဝိလေပနာအာရဏအန္တနာဝိဘုဒနာဌာနဝေရမဏိသိက္ခာဝရံသမာဓိယမိဝိဘုဒနာဌာနဝေရမဏိသိက္ခာဝရံသမာဓိယမိဩဇာတေနမဟာတေနဝေရမဏိသိက္ခာဝရံသမာဓိယမိဩဇာတေနမဟာတေနဝေရမဏိသိက္ခာဝရံသမာဓိယမိဣဒံမေတိလံနိဗ္ဗာနတ္တပစ္စယောဟောတုတိတရဏိနသဟအထင်္ဂသမနာဂတံဥပောဒထသီလံဓမ္မံသာရုကံကတဝါအပမဒိနသံပါတိထအာမအန္တိ